အောင်မင်းမတူလေဒီเจ้าမှာလိုက်ချောက်နေတဲ့သူမဟုတ်လားအဲ့ဒီရှိကရုတ်တရက်ပိုတူတို့ဘက်ကိုဖြည်းဖြည်းချင်းကြောပေးလိုက်တယ်မင်းတို့လည်းကြောပေါက်သေးရဲ့မြင်ဘူးကျင်လို့လားပြောပြောဆွဆွနဲ့အင်ကြီးကိုအပေါ်လှမ်းပြလိုက်တယ်ငပေကမျက်လုံးပြိုးသွားပြီးဟာဖို့တူသူ့ကြောပြင်းကတကယ်ပေါက်ကြီးဖြစ်နေတာပဲညနေခင်းနေအောင်ကြီးနွေးနွေးလေးကတပြေးပြေးနှိမ့်မိန်ရော့ပါလာနေပြီကြောင်မော်လုံးဝင်းထဲမှာတော့လေတပြူးပြူးတိုက်ခတ်နေတယ်ဘိုးကြီးတန်ချောင်းနဲ့ဖိုးလုံးတို့၃ယောက်သာဘောလုံးကိုတက်ကြွစွာနဲ့ကန်နေကြတယ်ဘိုးကြီးကဘောလုံးကိုခြေတစ်ချက်ပြေးထင်းလိုက်ပြီးတန်ချောင်းစီကိုအချောသက်ဖြတ်တင်ပေးလိုက်တယ်တန်ချောင်းဟိုဘက်ကိုထိုးပေးလိုက်တန်ချောင်းကဘောလုံးအမိရပြက်ကန်ထုတ်လိုက်ပြီးဖိုးလုံးကအရှိန်နဲ့ပြင်းဝင်လို့ကောင်းတိုက်လိုက်တော့ဘောလုံးကဂိုးတိုင်နဲ့ဓာတ်ရိုက်ကိုဝင်သွားတော့တာပါဟာလှလိုက်တဲ့ဂိုးကွာ၃ယောက်သားပျော်ပျော်ရွှင်ရွှင်စကားစားနေကြရကဖိုးလုံးကရေငက်လာခဲ့တယ်ငါရေသွားတောက်လိုက်အောင်ဖိုးလုံးကကွင်းပေးရေဘူးထည့်ထားတဲ့နေရာစီပြေးသွားပြီးရေမော့တောက်နေတော့ကျောင်းတကားဘက်ကနေပန်းကျင်နောက်တန်းလိုဦးလေးကြီးတယောက်တပြေးပြေးလှမ်းလျှောက်လာတာကိုမြင်လိုက်ရတယ်ဦးလေးကြီးကခြေလမ်းကိုတန့်လိုက်ပြီးမင်းတို့တွေညမောင်နဲ့ဒီမနေကြနဲ့နော်စောစောအိမ်ပြန်ကြအောင်ဘိုးကြီးကအနားကိုရောက်လာတယ်ဘာလို့လဲဦးလေးရဲ့ဒီเจ้าမလေးကြောပေါက်သေးရဲ့ရှိတယ်ကွဘိုးကြီးတန်เจ้าနဲ့ဖိုးလုံးတို့၃ယောက်ကဘာမှမဖြစ်တယ်လို့တအားရီမောလိုက်ကြတယ်ဦးလေးကလည်းတရေဆိုတာတကယ်ရှိလို့လားဦးလေးကဘာမှမပြောတော့ပဲဖြည်းဖြည်းချင်းလှည့်လိုက်ပြီးသူ့အညီကိုလှန်ပြလိုက်တော့ကျောင်းမှာအပေါက်ကြီးဖြစ်နေတာ၃ယောက်သားမြင်လိုက်ရပြီးမျက်လုံးပြူးသွားကြတော့တယ်၃ယောက်သားလမ်းဖြန့်သွားပြီးတော့ဟာကျောပေါက်တရေ၃ယောက်သားဘောလုံးတော့မရှူနိုင်တော့ပဲအော်ဟစ်လို့ထွက်ပြေးသွားကြတော့တယ်နောက်တနေ့မုတ်စားချိန်အရောက်ဖိုးတူငပိန်နဲ့မေဝိုင်းတို့၃ယောက်တပင်ရဲအောင်မှထိုင်ပြီးမုတ်စားနေကြတယ်မေဝိုင်းကဟိုတီတီကြည့်ရင်နေဟိုဒီနေ့တော်ဘောပါလို့ကြောင်းမလာလည်းမသိဘူးနော်ဟိုငါမနေ့ကတော့သူ့ကိုရွာထဲမှာတန်တန်မာမာကြီးတွေ့လိုက်တာပါအပြင်းတူပြီးဖျားအောင်စောင့်နေရလားမသိဘူးအဲ့ဒီအချိန်စာအုပ်တယောက်အမော်တကောနေရောက်လာတယ်စာအုပ်ကအသက်ကိုလူရှုံရင်းနေဟဲ့နင်တို့ကြားပြီဗလားဘာလို့လဲစာအုပ်ရဲ့ဒီเจ้าမလေးကြောပေါက်တည်းရဲ့ရှိရဆိုတဲ့သတင်းလေးနေပါဦးစာအုပ်ရဲ့ဘာကြောပေါက်တည်းရဲ့လေတရေဆိုတာမျက်နှာစိုးစိုးကြီးတွေမဟုတ်ဘူးလားကြောပေါက်တယ်ဆိုတာဘလို့ကြီးလေတလူကမင်းညံ့နေရလေဘိုးကြီးတို့ဘောလုံးကန်နေကြတော့ဦးလေးကြီးတယောက်ရောက်လာပြီးတော့မင်းတို့ညမောင်နေတီမနေကြနဲ့เจ้าမကြောပေါက်တည်းရဲ့ရှိရဆိုပြီးလာပြောတာတဲ့အဲ့တော့ဘိုးကြီးတို့ကယုံသွားလားဘယ်ယုံမလဲဟာအဲ့ဒီမှာလေဦးလေးကြီးကဘာမှမပြောဘဲသူ့ကြော်ကိုလှမ်းပြလိုက်တော့ကျောင်းမှာပေါက်ကြီးဖြစ်နေရတဲ့ဘိုးကြီးတို့လည်းလန့်သွားပြီးဘောလုံးတော့မယူနိုင်တော့ပဲလက်ကုံကြတာဆိုပဲဟာမလီတကယ်ကြီးလားကြောက်စရာကြီးနော်ဒါမဲ့လေကြားရတာနည်းနည်းတော့ထူးဆန်းနေတယ်လို့ပဲညနေကြောင်ဆင်းသွားတော့ပိုးတူတို့၃ယောက်လည်းလွယ်ကြီးကိုစီလွင်လို့ကျောင်းပြင်ဘက်ကိုထွက်လာခဲ့ကြတယ်တူဘောတယောက်မနဲ့တည်းကကြောင်းမလာတော့စစ်ပူစရာပဲနော်ဘာများဖြစ်လို့ပါလဲငါတော့လေသူ့ပြင်းထူပြီးကြောင်းပြေးနေတယ်လို့ပဲထင်မိမပြောနိုင်ဘူးလေရုတ်တရက်နေမကောင်းဖြစ်တာလည်းဖြစ်နိုင်တာပဲဒီတိုင်းဖြစ်တာလို့တော့မကောင်းပါဘူးသတင်းသွားမိကြတာပေါ့ဟုတ်တယ်လမ်းလေးကြုံတာပဲဟာဘာဖြစ်လို့မလာလဲဆိုတာတေချာမေးကြည့်ကြတာပေါ့အေးပါသွားချိန်လဲသွားကြတာပေါ့ဟိုရောက်ရင်တော့အကြောင်းရင်းသိရမှာပါဖိုးထူတို့၃ယောက်အိမ်မော်တက်လာပြီးအခန်းတကားကိုသားလေးတွန်းဖွင့်လို့တုပ်ဘောခန်းထဲကိုဝင်လာကြတယ်မိဝိုင်းကအတန်တိုးတိုးလေးနေတုပ်ဘောအိမ်နေရလားမသိဘူးနော်အခန်းနောက်ကလေးပေါ်မှာစောင်းချုံပြီးလဲနေတဲ့တုပ်ဘောကတငယ်ချင်းတွေဝင်လာမြင်တော့မှစောင်းဖေးပြီးဖြည်းဖြည်းချင်းထထိုင်လိုက်တယ်မင်းတို့ရောက်လာကြတာလားအေးဟာမင်းเจ้าမလာလို့ငါတို့လာကြည့်တာဟိုတကယ်ကြီးနေမကောင်းဖြစ်နေရလားဟုတ်တယ်တုပ်ဘောနေကြရလေမျက်နှာလေးဖြူဖြော့နေရပြီဘာဖြစ်တာလဲတုပ်ဘောကတက်ပြင်းချတယ်အေးဟာမင်းညတွေကကိုရီပူပြီးဖျားနေတာတညလုံးလဲကောင်းကောင်းအိတ်မပြုံးဖိုးတူကတုပ်ဘောနှစ်ဖူးကိုလက်နဲ့ဆန်းကြည့်တယ်ကိုကတော့နွေးနွေးလေးရှိနေသေးတယ်
မင်းเจ้าမလာလို့အเจ้าတစ်ခုများရှိနေသလားဆိုပြီးစိတ်ဘူးလို့ဝင်လာတာနေမကောင်းနေတာပဲဆေးရောတောက်ပြီးပလားတော့ပေါ့ဆေးကန်းရောပြဖြစ်ရလားဆေးကန်းတော့မပြဖြစ်သေးဘူးဒီအတိုင်းရွှေရွှနေမကောင်းဖြစ်တာပါမနေ့ကမုံမိတယ်လို့ဖြစ်သွားလို့အေးပတ်ပြီးတော့ဖျားသွားတာအေးပါကွာရွှေရွှဖျားတာဆိုလေတော်သေးတာပေါ့မင်းကြည့်ရတာနည်းနည်းတော့နွမ်းနေသေးတယ်အိမ်မှာဆေးပါညာရောရှိရလားရှိပါတယ်ငါအမေဝယ်ပေးထားတဲ့အဖျားပြောက်ဆေးတောက်ထားတယ်နားလိုက်ရင်တက်တာသွားမှာပါမင်းတို့လည်းကြောင်းစင်တာနဲ့ငါစီတန်းလာကြတာဆိုတော့ပင်မနေကြအောင်ပေါ့စောစောပြန်လीဖိုးတူကမတ်တက်ထားရလိုက်တယ်အေးပါဟိုမင်းလည်းအနားရှူလိုက်အောင်ငါတို့လည်းအိမ်ပြန်ကြတော့မယ်မနေ့ပြန်ကျောင်းမှာတွေ့ကြတာပေါ့ငါစီလာကြည့်ပြီလို့ကျေးဇူးပါပဲမင်းတို့လည်းဂေးဆိုင်ပြန်ကြအောင်အေးပါမြန်မြန်တက်တာအောင်လို့မင်းမရှိရင်လေကျောင်းမှာပြင်းစရာကြီးကွာကဲငါတို့သွားပြီနော်၃ယောက်သာတုတ်ဘောကိုနှုတ်ဆက်ပြီးအခန်းထဲကနေထွက်သွားခဲ့ကြတယ်နောက်တရက်မနေ့ပိုင်းမှာတော့ငပိန်တယောက်လွယ်ကိုလွယ်လို့ကျောင်းကိုခက်အေးရှောင်းလာခဲ့ကျောင်းကိဝနာကြောင့်ကျောင်းဝင်းထဲကနေပြေးထွက်လာတဲ့မောင်ပူနဲ့အရှိန်လွန်ပြီးတိုက်မိမလို့ဖြစ်သွားခဲ့တယ်ငပိန်ကလန့်သွားလို့မောင်ပူပကုံဖမ်းဆွဲလိုက်တယ်ဟဲ့မောင်ပူဟာမင်းဘာဖြစ်လာလဲလမ်းအောင်လေတိတ်ဆန်ကြည့်အောင်ပါပေါ့မောင်ပူကမျက်နှာတစ်ခုလုံးဖြူဖြောနေပြီးမျက်ရည်တွေဝဲနေရကိုတွေ့လိုက်ရှာတယ်မင်းဘာလို့ငိုနေရလဲဘာဖြစ်လို့လဲမောင်ပူရဲ့ကျောင်းထဲမှာမင်းတို့ဘသူကဝိုင်းပြီးအနိုင်ကျင့်လို့လဲပြောစမ်းမမောင်ပူကတကိုယ်လုံးတုံရင်နေပြီးစကားမပြောနိုင်မင်းနဲ့ငပိတ်လက်ကိုခါထုတ်လိုက်တယ်တာအိမ်ပြန်မှာဖဲပါကူငပိတ်ရဟာမင်းဘာဖြစ်တယ်ဆိုတာဘာမှမပြောဘဲနဲ့ဘာလို့ယူမှုပြေးနေရလဲငါ့ကိုတေချာပြောပါဦးမောင်ပူကငပိတ်မိတာကိုဘာမှဆက်မပြေတော့ပဲငပိတ်လက်ကိုအတင်းရှုံလို့ပြေးထွက်သွားတော့တယ်ဟဲ့အောင်မောင်ပူဟဲ့အောင်ဟာဒီကောင်တရေနဲ့တွေ့လာလားမသိပါဘူးမေးရတယ်ဘာမှမဖြစ်ဘူးငပိန်စာသင်ခန်းထဲရောက်တော့မိဝိုင်းနဲ့စာအုပ်တို့နှစ်ယောက်ကခုံတစ်ခုမှခေါင်းချင်းရိုက်ပြီးအတန်တူတူနဲ့စကားပြောနေကြတာကိုတွေ့လိုက်ကြတယ်ငပိန်ကနှစ်ယောက်နာတိုးသွားတယ်ဟဲ့အောင်ဟိုနင်းတို့နှစ်ယောက်ဘာတွေခေါင်းချင်းရိုက်ပြီးတီလိုပြောနေကြတယ်မောင်ဘုကလည်းចောင်းဘဝမှာငိုယိုပြီးတော့ပြေးသွားတယ်ဟာမေးရလဲဘာမှပြန်မပြေဘူးဘာဖြစ်တာလဲဆိုတာနင်တို့ရောသိကြလားမောင်ဘုပြေးသွားတာနင်လဲတွေးလိုက်တာလားစာအုပ်ပြောပြနေရလဲအဲ့ဒါပဲဟာစာအုပ်ကမိဝိုင်းတို့ဘက်ခေါင်းတိုးလို့အတန်ကိုတက်နိုင်တယ်များနှိမ့်နေငါပဲနင်ဘာမှမသိသေးဘူးမလားခုနကမောင်ဘုဖြစ်သွားတခြားကြောင်မဟုတ်ဘူးကြောပေါက်တရေကိုလေမနဲ့ခင်ကကိုယ်တိုင်တွေ့ပြီးမေ့လေသွားလို့ဟာပေါက်ခဲ့ရတယ်ကြောပေါက်တရေဆိုတာចောင်းသားတွေရှောက်ပြောနေကြတဲ့ကောလာဟန်လာပဲမဟုတ်ဘူးလားဟာတကယ်ပြောတာငါပဲရဲ့စောစောကလေကျောင်းလာတဲ့အတန်းကြီးကျောင်းသားတချို့ကမောင်ဘူးတရင်လစ်ပြီးမေ့လေနေရတွေ့လို့သွားလှုပ်နိုးလိုက်တာတဲ့မောင်ဘူးနိုးလာတော့မှမျက်နှာတစ်ခုလုံးဖြို့ပြော့ပြီးကြောပေါက်တရေဆိုပြီးအိမ်ကိုတန်းပြေတော့တာပဲဟာဖြစ်နိုင်မှာမလားဟာမောင်ဘူးကလည်းငကိုတွေကလက်နဲ့ကြားဖြစ်တတ်တာနဲ့တခြားတစ်ခုကိုတွေ့ပြီးသူ့ဘာသာစိတ်ကူးရင်ကြောက်သွားတာရောမဖြစ်နိုင်ဘူးလားစာအုပ်နဲ့မိဝိုင်းတို့ပြောပြတာငပိန်စင်းစားနေတော့ဖိုးတူတယောက်လွဲကိုလွဲပြီးတော့ဝင်လာခဲ့တယ်ငပိန်ကဖိုးတူကိုမြင်တာနဲ့အမြန်ထသွားပြီးဖိုးတူလက်မောင်းဆွဲလို့ဟဲ့ဖိုးတူမင်းမနက်ကကြောင်းလာရင်နဲ့မောင်ဘူးနဲ့လမ်းမှာတွေ့ခဲ့သေးလားဖိုးတူကဇလန်းမသိသေးတော့ကြောင်ကြည့်တယ်မတွေ့ပါဘူးဘာဖြစ်လို့လဲငပိန်ကမင်းပုံစံကလေမနက်ခင်းလန့်လိုက်တာဒါနဲ့ငပိန်လည်းဖိုးတူကိုအကြောင်းစုံပြောပြလိုက်တော့တယ်ဖိုးတူကစာအုပ်ကိုလှမ်းမိလိုက်တယ်ဟာတကယ်လားစာအုပ်တကယ်ပြောတာဖိုးတူရဲ့ကျောဘက်မှာအပေါက်ကြီးနဲ့လူတယောက်မတက်ရှက်နေရတွေ့လိုက်ရှာလို့တဲ့ဖိုးတူငါတို့ဒီကိစ္စကိုမယုံဒီကျောပေါက်တည်းရဲ့တင်ကခဏထွက်နေတာဒီเจ้าမှတကယ်ပဲကျောပေါက်တည်းရဲ့ရှိနေရလားဒါမှမဟုတ်လူတွေရှောက်ပြောနေကြရလားဆိုတာသိအောင်ဒီညငါတို့လိုက်ရှာကြမယ်ဟေးငါပိန်နေယူနေရလားညဘက်ကြီးကြောင်းနဲ့ကိုလာပြီးတော့တရေရှာမလို့လားကြောက်ရင်နေမလိုက်နဲ့လေဖိုးတူမင်းရောဘယ်လိုသဘောရလဲဒီညသေးကြအောင်တို့တွားကြည့်ကြမလားအေးတွားလေညဘက်ရောက်တော့မိုးကတီးထန်စွာနဲ့ရွာသွန်းလာခဲ့တယ်ဖိုးတူနဲ့ငပိန်တို့နှစ်ယောက်မိုးကရဲ့ညီကိုစီနဲ့တုပ်ဘောတို့အိမ်မောရောက်လာကြတယ်အခန်းထဲမှာစာဖတ်နေတဲ့တုပ်ဘောကရုတ်တရက်ရောက်လာတဲ့ဖိုးတူနဲ့ငပိန်ကိုအံ့ဩတကြီးကြည့်လိုက်တယ်ဟဲ့နေဟာညာကြီးမင်းမိုးတွေတလောက်ရွာနေရအောင်ငါ့ရင်ဘာလာလောက်ကြလဲဟာငါတို့မင်းစီလာနေတာမဟုတ်ဘူးတုပ်ဘောရဲ့ဒီညအကြောင်းနဲ့သွားပြီးကြောပေါက်သေးကိုသွားရှာမလို့
မိုးရွာလည်းမင်းစီကိုရောက်လာတာဟာမင်းတို့ယူနေကြတာလားကြောပေါက်သေးကိုသွားရှာမလို့ဟုတ်လားမသွားနဲ့နော်လုံးဝသွားမရှာကြနဲ့ဘာဖြစ်လို့လဲတုတ်ဘောရဲ့မင်းဘာတွေသိတာလို့လဲတုတ်ဘောကတက်ပြင်းရှိန်ချလိုက်ပြီးဆောင်းကိုခတ်တင်းနေဆွဲချုံရင်းနဲ့သူ့เจ้าနဲ့တကြားကြုံရတဲ့ဖြစ်ပျက်ကိုအတန်တုံတုံနဲ့ပြောပြတော့တယ်အေးငါအတန်းတန်ရှင်အလဲကြတဲ့နေရမနဲ့စော်ကြီးเจ้าကိုရောက်သွားခဲ့ဒါပေမဲ့ကျောင်းဝင်းထဲမှာလူတယောက်မှမရှိသေးဘူးပတ်ဝန်းကျင်တစ်ခုလုံးစိတ်ချောက်ချားစရာကောင်းတိတ်ဆိတ်နေရအေးဆက်ပြောမအောင်မနဲ့စော်ကြီးလူမရှိတော့မင်းပါဆက်ပြက်လေကျောင်းထဲမှာတယောက်တည်းဖြစ်နေရဆိုတော့ငါလည်းအခန်းထဲဝင်မှုကြောက်နေရပေါ့အဲ့ဒီအချိန်မှာပဲကျောင်းရှိတစ်ပြောင်မှာပန်းရောက်နေတဲ့ဦးလေးကြီးတယောက်ကိုလှမ်းမြင်လိုက်တော့ငါလည်းအပေါ်ရပြီဆိုပြီးဝမ်းသာအားရနဲ့သူ့နာအမြန်သွားလိုက်တယ်ကျောင်းသားမှာပန်းရောက်နေဦးလေးအဲ့တော့မင်းပါပြောလိုက်လေငါလည်းသူ့နာရောက်တော့ကျောင်းမှာခေစားနေရဲ့တဲ့ရင်ကိုတတိယသွားတာနဲ့ဦးလေးဒီအပိုင်းခေစားနေရဲ့ကြောပေါက်တရေဆိုတာတကယ်ရှိလာရင်ဆိုပြီးတော့သွားမိလိုက်မိတယ်အဲ့ဒီဦးလေးကဘာမြန်ပြောလဲတုတ်ဘောကအတန်တုံတုံနဲ့ရင်ဘက်ကိုဖိထားတယ်အဲ့ဒီဦးလေးရလေရုတ်တရက်ငါ့ကိုကြောပေးလိုက်ပြီးသူ့ဝင်းညိုနောက်ဘက်ကနေအပေါ်ဆွမ်းလန်ပြလိုက်တယ်ဟာပြီးတော့ကြောပေါက်တရေဆိုတာဒါမျိုးလားဆိုပြီးမေးခဲ့တော့သူ့လှန်ပြလိုက်တဲ့ကြောပင်ရလေအပေါက်ကြီးဖြစ်နေတာတွေ့လိုက်ရတာနဲ့ငါလည်းအဲ့ဒီနေရာမှာတင်ပြစ်လဲပြီးတော့မေ့သွားတော့တာပဲငပင်ကပါဇက်ဟောင်းသာဖြစ်သွားတယ်ဟာဒါဆိုမင်းလည်းမနဲ့အစော်ကြီးအဲ့ဒီကြောပေါက်တရေနဲ့တကယ်ပတ်ပင်းထိုးခဲ့တာပေါ့ခဏလေးတော့ပေါ့မင်းမေ့မလဲခင်အဲ့ဒီပန်းရောင်းတဲ့ဦးလေးကြီးရဲ့မျက်နှာကိုရောတေချာမြင်လိုက်ရလားငါမမှတ်မိတော့ဘူးဖိုးတူရအဲ့ဒီချိန်ကမနဲ့အစော်ကြီးဖြစ်တာငါကြောက်နေနေတာရောဆိုတော့အင်းကြီးလန့်ပြနဲ့မေ့လေသွားတာပဲနေပါဦးမနဲ့အစော်ကြီးကျောင်းသားမှာပန်းရောင်းတဲ့ဦးလေးကြီးဆိုရင်လူအစ်စ်ပဲဖြစ်ရမှာမင်းမအင်းကြီးလှန်ပြတာဆိုတော့ဟဲ့အောင်တော့ပေါ့ဒါလေးတမင်းမင်းကိုတေးအောင်ဆောင်ပြီးစတာမဟုတ်ဘူးလားအေးဟုတ်တယ်ငါပဲငါလည်းနောက်မှစဉ်းစားကြည့်ရလူစင်ဆက်လည်းဖြစ်နိုင်တယ်ဒါမဲ့အဲ့ဒီချိန်ကလေသူ့ကြောပြင်မှာအပေါက်ကြီးလိုဖြစ်နေတာမြင်လိုက်တော့ငါရမ်းကြောက်ပြီးတော့မေ့လေသွားတာပါဆိုတုတ်ဘောကြုံခဲ့ရတာရောမောင်ဘူးမေ့လေတာရောစဉ်းစားကြည့်ရင်လူတယောက်ကတမင်เจ้าသားတွေကိုခြောက်နေရလေဖြစ်နိုင်တယ်တိတ်ကြအောင်တော့ငါတို့ဒီညသွားကြည့်မှရမယ်ဟုတ်တယ်ဖူတူတုတ်ဘောမင်းကြောက်ရင်အိမ်မှာပဲကြံခဲ့ငါတို့နှစ်ယောက်ပဲသွားလိုက်မယ်ဟဲ့အောင်နေညာရင်မင်းမသွားကြပါနဲ့ကွာကြောက်စရာကြီးကိုမပူပါနဲ့တုတ်ဘောရငါတို့တေချာစုံစမ်းပြရနဲ့မင်းစီကိုပြန်လာခဲ့မယ်သွားမယ်ငပဲငပင်ကဓမီအလင်းအောင်ကိုအရှိကိုထိုးပြတယ်ဖိုးတူမိုးကတော့တိတ်သွားပြီဆိုပေမဲ့ကြောင်းရတော့တက်ခုလုံးမှောင်မဲပြီးတော့ငြိမ်သက်နေရပဲနော်အေးဓမီရှောင်မတိုးနေငပဲလူတယောက်ယောက်တမင်6တာဆိုရင်ငါတို့လာတာရိမ့်မိသွားလိမ့်မယ်တိတ်တိတ်လေးပဲအနာကက်သွားရအောင်ဒါနဲ့ဖိုးတူမင်းတကယ်မကြောက်ဘူးလားတုတ်ဘောပြောသလိုကြောပေါက်ကြီးကတရေစစ်စစ်ဖြစ်နေရောတရေဆိုတာတွေးမှကြောက်လိုက်ငပဲငါစိတ်ထဲတော့တုတ်ဘောမင်းမအင်ကြီးလှမ်းပြတယ်ဆိုတာလူကတမင်လောက်ကြံတာဖြစ်ဖို့ပိုများတယ်အေးဒါဆိုလေအမောင်နဲ့တေစာချောင်းကြည့်အောင်တကယ်လို့ပန်းရောက်တဲ့ဦးလေးကြီးရောက်နေတေစာမရဖိုးတူကကျောင်းဆောင်ဘက်ကိုမော့ကြည့်လိုက်တယ်တူတူပြောငပဲဟိုမှာကြည့်လိုက်ကျောင်းမှာရိတ်ကိုလှုပ်ရှားနေတယ်ဟာဟုတ်တာပဲအပေါ်မြင်တက်ကြရအောင်ဖိုးတူတို့နှစ်ယောက်သာလေကားအတိုင်းတက်လာခဲ့ကြပြီးအတန်းပြေမှာဇင်းချန်အတိုင်းအနာကက်သွားကြတယ်ငပင်ကဓမီကိုဇင်းညံ့အစုံမဲ့ထိုးလိုက်တော့မမဲရှိကြီးကမတ်တက်ရက်နေအောင်တွေးလိုက်ရတယ်အောက်မလီဖိုးတူဟိုမှာကြည့်ပါဦးဖိုးတူကရုတ်တရက်အတန်ကြဲကြဲနဲ့လှမ်းဟော်လိုက်တယ်ဟဲ့အောင်မင်းမတူလေဒီเจ้าမှာလိုက်ချောက်နေရသူမဟုတ်လားအဲ့ဒီရှိကရုတ်တရက်ဖိုးတူတို့ဘက်ကိုဖြည်းဖြည်းချင်းကြောပေးလိုက်တယ်မင်းတို့လည်းကြောပေါက်တည်းမြင်ဘူးကျင်လို့လားပြောဆူဆူနဲ့အင်ကြီးကိုအပေါ်လှမ်းပြလိုက်တယ်ငပင်ကမျက်လုံးပြူးသွားပြီဟာဖိုးတူသူ့ကြောပြင်ကတကယ်ပေါက်ကြီးဖြစ်နေတာပဲဖိုးတူကဓမီနဲ့တေချာထိုးကြည့်လိုက်တယ်ဟဲ့ငပင်တေချာကြည့်စမ်းမအောင်ဒါကြောပြင်မှာပေါက်ကြီးဖြစ်နေတာမဟုတ်ဘူးအင်ကြီးအဖြူပေါ်မှာလေစင်းရဲနဲ့ရောင်နဲ့အပေါက်ပုံစံတမင်ဆွဲထားတာကွဟာတကယ်ကြီးပါလားဦးလေးခမည်းပါလို့အင်ကြီးမှာအပေါက်ပုံစံဆွဲပြီးကျောင်းသားတွေကိုလိုက်ချောက်နေရလေဗျဦးလေးကြီးကအင်ကြီးကိုပြန်ချလိုက်တယ်ငါတမင်ချောက်တာမဟုတ်ပါဘူးကွာငါအင်ကြီးကဟောင်းနေလို့စေးနဲ့အကွက်ဖာထားတာကို
အဲ့ဒီကလေးတွေကသူ့ဟာသူကြောက်ပြီးတရေဆိုပြီးတော့ရှောက်ကိုပြေးကြတာပါဟာဦးလေးကလည်းတုတ်ပေါ်ပြီးတော့ကြောပေါက်တရေဆိုတာဒါမျိုးလားဆိုပြီးအင်ကြီးလှည့်ပြခဲ့တည်းမှုတ်လားဗျအဲ့ဒါတော့ကလေးတွေစကားနောက်မီလုံးတို့ငါလည်းစနောက်လိုက်တာပါကွာအဲ့ဒီအချိန်လေကားဘက်ကနေရုတ်တရက်ဓမြင့်လင်းလာပြီးအတန်တန်ထွက်ပေါ်လာခဲ့သည်ဟေးဘသူတွေလဲညာမီเจ้าမော်မှာဘာလို့နေကြရလဲဟာဆရာကြီးကျွန်တော်တို့ပါเจ้าမှာကြောပေါက်တဲ့တဲ့ရင်ကပြက်နေရမို့ဟုတ်မုံလာရှာပါဆရာကြီးအော်ပန်းအောင်နေကိုမြကြီးပါလားခမညာကြီးမီเจ้าမော်မှာဘာလို့နေရလဲဗျဦးလေးရခေါင်းကုတ်တယ်ဆရာကြီးရဲ့မိုးသိန်းလုံးတို့ကျောင်းဆောင်ပေါ်တက်ပြီးမိုးခုန်နေရပါအဲ့ဒါဒီကလေးနှစ်ယောက်ကကျုပ်ကိုတရေဆိုပြီးတော့လာဝိုင်းကြတာကဲတော်ကြတော့ကျောင်းမှာကြောပေါက်တရေဆိုပြီးကောလဟာလာတွေထွက်နေတာအတင်လဲတော်ကြောင်ဖြစ်နေရပြီကိုမြကြီးလည်းနောက်ဆိုကလေးတွေကိုအဲ့လိုစားနောက်မနေနဲ့တော့မနှက်ကြရင်ကျောင်းသားတွေကိုစုပြီးကြောပေါက်တရေဆိုတာသတင်းမှားပဲဖြစ်ကြောင်းဆရာတိကျရှင်းပြလိုက်မယ်တရေဆိုတာတကယ်မရှိဘဲနဲ့လူတွေရဲ့ကြောက်စိတ်နဲ့အထင်လွဲမှုကြောင့်ဖြစ်တာပဲနော်ဘုဒ္ဓဟုတ်တယ်ငပင်ရကဲအမှန်တရားလေးသိရပြီဆိုတော့တုတ်ဘောစီပြန်သွားပြီးသူ့ကိုလေအကြောင်းဆောင်ပြောပြရအောင်ကျောင်းဆရာကြီးရှင်းလင်းပေးဖို့နဲ့ကျပောက်တရဲ့ဘဟေလီကအောင်မြင်စွာနဲ့အဆုံးသတ်သွားခဲ့တော်တယ်